Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေ့လာသွားမယ့် grammar pattern လေးကတော့ verb to be plus identity and location ပဲဖြစ်ပါတယ် verb to be ကို identity ပေါ့နော်ဖြစ်တည်မှုပေါ့နော်ကိုယ့်ရဲ့ဖြစ်တည်မှုနံပါတ်1ချက်အနေနဲ့ကနာမည်ပေါ့နော်ကိုယ့်ရဲ့နာမည်ကိုမိတ်ဆက်တဲ့အခါမှာ verb to be နဲ့ဘယ်လိုသုံးမလဲနောက်တစ်ချက်ကကိုယ်အလုပ်အကိုင်ပေါ့နော်ကိုယ်အလုပ်အကိုင်မိတ်ဆက်ပြီးတယ် verb to be နဲ့ဘယ်လိုပြောမလဲနောက်တစ်ချက်က nationality ပေါ့နော်နိုင်ငံသားကိုယ့်ရဲ့နိုင်ငံသားကိုဘာနိုင်ငံသားလဲပေါ့နော်အဲ့ဒါကို verb to be နဲ့တွဲပြီးတော့သုံးမှမှာဖြစ်ပါတယ်နောက်တစ်ချက်က verb to be နဲ့ location ပေါ့နော် location ကတော့ဒီနေရာပေါ့နော်နေရာကိုပြောမယ်ပေါ့နော် verb to be နဲ့တွဲကိုယ်ပဲနေရာမှာရှိနေလဲပေါ့နော် okay အဲ့ဒါတွေမပြောခင် verb to be ကိုအရင်လေ့လာရအောင်နော် verb to be ကတော့ base verb ဖြစ်တယ်ပေါ့နော် verb 0လို့လွယ်ခေါ်မယ် be ပေါ့နော် present tense verb 1ကကြတော့ am is are ပေါ့နော် am က I နဲ့တွဲမယ် is ကကြတော့ subject အနည်းဆို is နဲ့တွဲမယ် are ကြတော့ subject အများဆို are နဲ့တွဲမယ်အဲဒါကြောင့်မို့ am is are သုံးလုံးဖြစ်နေပေါ့နော် present tense verb 1လို့လည်းလွယ်ခေါ်တယ်ဒီနေ့ကတော့ present tense ကိုပဲပြောသွားမယ်ပေါ့နော်လက်ရှိအချိန်မှာဖြစ်နေတဲ့ဟာတွေပဲပြောမှာဖြစ်တဲ့အတွက် present tense am is are နဲ့ပဲပြောသွားမယ်ပေါ့နော် past tense ကကြတော့ဒါကအတိတ်ပေါ့နော် verb 2 was were past participle tense verb 3အလွယ်ခေါ်မယ် been present participle tense ing သုံးဖို့ verb 4ပေါ့နော်ဒါတော့ being ပေါ့ဒီနေ့ကတော့ present tense verb 1 am is are ပဲပြောသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကြည့်အောင်ပေါ့နော် verb to be ကို identity name နာမည်ကိုယ့်ရဲ့နာမည်ကိုမိတ်ဆက်တဲ့အခါမှာ verb to be နဲ့ဘယ်လိုတွဲပြီးတော့မိတ်ဆက်မလဲဥပမာသူက Lisa ပေါ့နော်သူမိတ်ဆက်မယ် I am Lisa ကျမနာမည်က Lisa ဖြစ်ပါတယ်ပေါ့နော်ကျမက Lisa ပါပေါ့ဆိုတော့အင်္ဂလိပ်တွေကအများသောအားဖြင့် my name is Lisa ဆိုတာထက် I am Lisa ဆိုတာပို့ပြီးတော့ common ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့အသုံးများတယ် I am Lisa လို့ပြောရဲပေါ့နော် verb to be and ဒီ verb က am verb to be ရဲ့ verb 1ပေါ့နော် present tense က am I ဆိုရင် am နဲ့တွဲပေါ့နော် I am Lisa ကျမနာမည်က Lisa ပါနောက်တစ်ခုက nationality ပေါ့နော်နိုင်ငံသားပေါ့နော်သူက American နိုင်ငံသားဖြစ်တယ်ဆိုတော့သူကမိတ်ဆက်မယ် I am American ဆိုတော့ဒီ verb to be က nationality နဲ့နိုင်ငံသားကိုဖော်ပြတဲ့အခါမှာလည်း verb to be နဲ့သုံးမယ်နောက်တစ်ခုကတော့ဒါအလုပ်အကိုင်ပေါ့နော် verb to identity ကိုယ့်ရဲ့အလုပ်အကိုင်ကိုမိတ်ဆက်မယ်ပေါ့နော်ဆိုတော့ verb to be အလုပ်အကိုင် job ပေါ့နော်ဆိုတော့သူကစဖို့မှုတစ်ယောက်ဖြစ်တယ်ပေါ့နော်Okay သူ့နာမည်က Stephen ဒါပါတော့เนาะ Stephen is a chef Stephen ကစဖို့မှု chef ဆိုစဖို့မှုပေါ့เนาะစဖို့မှုတစ်ယောက်ဖြစ်တယ်ဆိုတော့ job အလုပ်အကိုင်ကိုဖော်ပြတဲ့အခါမှာလည်းဒါက am is are နဲ့တွဲတယ်ပေါ့เนาะ Stephen ကတစ်ယောက်တည်းဖြစ်တဲ့အတွက် subject အနေဖြစ်တဲ့အတွက် am is are မှာ is နဲ့တွဲတယ်ပေါ့เนาะနောက်တစ်ခုက location ကိုယ့်ရဲ့တည်နေရာကိုပြောမယ်ပေါ့เนาะ Okayသူက Germany မှာနေတယ်ပေါ့နော်ဆိုတော့ I am in Germany ဆိုတော့ဒါက location ပေါ့နော် place နေရာကိုဖော်ပြတဲ့အခါမှာလည်း verb to be နဲ့သုံးတယ်ဒီမှာဘာလို့ am နဲ့သုံးလဲဆိုတော့ I ဖြစ်နေတယ်ပေါ့နော် subject က I က is နဲ့လည်းမတွဲဘူး are နဲ့လည်းမတွဲ I က am နဲ့တွဲမှာပေါ့နော် I am in Germany ဒါကိုရဲ့ location ဒီနေရာကိုပြောတဲ့အခါတွေ verb to be နဲ့သုံးခြင်းဖြစ်ပါတယ်နောက်တစ်ခုကလည်း location ပဲပေါ့နော်ဒါကတော့ပစ္စည်းတစ်ခုခုပေါ့နော်ဒီနေရာမှာရှိတယ်ဆိုတော့ဒီနေရာ location ကိုပြောတဲ့အခါမှာလည်း verb to be နဲ့သုံးတယ်ပေါ့နော်ဥပမာ Lisa's phone is on the bed ပေါ့နော် Lisa ရဲ့ဖုန်းကအိယာပေါ်မှာရှိနေတယ်ပေါ့နော်ဒါက place location ကိုပြောခြင်းဖြစ်တယ် Lisa ရဲ့ဖုန်းကအိယာပေါ်မှာရှိနေတယ် Lisa's phone is on the bedဒီမှာဘာလို့ is နဲ့သုံးတာလဲဆိုတော့ am is are သုံးလုံးမှာ Lisa ဖုန်းကအနည်းဖြစ်တဲ့အတွက် is နဲ့သုံးတယ်ပေါ့နော်နောက်တစ်ခုကတော့ the cat is under the table စပွဲရဲ့အောက်မှာကြောင်ရှိတယ်ပေါ့နော်ကြောင်ရှိရဆိုတော့ဒီကြောင်ကစပွဲရဲ့အောက်မှာရှိနေတယ်ဆိုတော့ am is are ထဲကကြောင်ကအနည်းမို့လို့ is နဲ့သုံးမယ်ပေါ့နော်ဆိုတော့ location တည်နေရဒီကြောင်ရဲ့တည်နေရကိုဖ
ဖော်ပြတဲ့အခါမှာ verb to be ပေါ့နော် the cat is under the table စပွဲရဲ့အောက်မှာကြောင်ရှိတယ် okay ဒီနေ့လေ့လာသွားတဲ့ identity and location ကိုယ့်ရဲ့ဖြစ်တည်မှုတည်ရှိခြင်းနဲ့ location နေရာပေါ့နော်ဒီနေရာကိုလေ့လာသွားတာဖြစ်ပါတယ်လေ့လာသွားတဲ့စာကြောင်းတွေကိုပြန်ကြည့်ရအောင်နော်ကျမနာမည် Lisa ဖြစ်ပါတယ် I am Lisa okay ပြောကြည့်အောင်နော် I am Lisa good job ဒီနောက်တစ်ခုကကျမက American နိုင်ငံသားပဲဖြစ်ပါတယ်ဘယ်လိုပြောလဲ I am American okay ပြောကြည့်အောင်အတူတူပြဆိုကြည့်အောင်နော် I am American great okay နောက်တစ်ခုစဖို့မှုကျွန်တော်ကကျမစဖို့မှုကြောက်ဖြစ်ပါတယ် I am a chef okay အတူပြောကြည့်အောင်နော် I am a chef စဖို့မှုကြောက်ဖြစ်ပါတယ် great နောက်တစ်ခုကကျွန်တော်ကျမကဂျာမနီမှာနေပါတယ် I am in Germany okay ပြောကြည့်အောင် I am in Germany good job နောက်တစ်ခုက Lisa ရဲ့ဖုန်းကအိယာပေါ်မှာရှိတယ်ဆိုတော့ဘယ်လိုပြောမလဲ Lisa's phone is on the bed အတူပြောကြည့်အောင်နော် Lisa's phone is on the bed good job နောက်ဆုံးတစ်ကြောင်း the cat is under the table ကြောင်ကစပွဲရဲ့အောက်မှာရှိတယ် okay အတူပြန်ပြောကြည့်အောင်နော် the cat is under the table good job okay အဲ့ဆိုလို့ရှိရင် comment မှာနားထောင်တဲ့သူတွေလေ့လာတဲ့သူတွေကနာမည်ဘယ်လိုခေါ်လဲဘာနိုင်ငံသားလဲအလုပ်ကဘာလုပ်လဲပေါ့နော်ဘယ်မှာနေလဲကိုယ့်ရဲ့အခုသုံးနေတဲ့ဖုန်းကဘယ်မှာရှိနေလဲကိုယ့်ရဲ့ကွန်ပျူတာဘယ်မှာရှိနေလဲကိုပစ္စည်းတစ်ခုပေါ့နော် location ကို comment မှာရေးခဲ့ပေးပါဦးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော် see you